ဟုတ်ကဲ့ကိုမင်္ဂလာပါနော်ခွန်ကို162659လေးတဲ့အကြံပြုပေးပါလားဆရာလေးတဲ့ဟုတ်ကဲ့ဒီနံပါတ်လေးကကောင်းပါတယ်နော်ဒီနံပါတ်လေးရဲ့အကျိုးလေးကိုကျွန်တော်ပြောပြပေးမယ်နော်ဒီနံပါတ်ကလေးကအပြောဆိုဒီမှာဆိုလို့ရှိရင်လည်းအရန်ကောင်းတယ်ကျမကြီးပါတာကြီးတွေလည်းကောင်းစေတယ်နော်နှာခေါင်းနဲ့မျက်တွေလည်းဆောက်ရှောက်စေတယ်အိမ်တော်ကြီးချိန်ငွေကြီးတွေလည်းကောင်းစေတယ်နော်ဘဝကိုတတရာဖြတ်တန်းနိုင်တဲ့အခက်အခဲတွေအလွယ်တကူဖြေရှင်းနိုင်စေတဲ့နံပါတ်တွဲလေးပါပါတယ်နော်ဒီနံပါတ်ကလေးကအပြောကြောင့်ငွေဝင်စေတဲ့လက်ရှိစေတဲ့ဆွဲဆောင်မှုအားကောင်းတဲ့နံပါတ်ကလေးပေါ့နော်နောက်ပြီးတော့နာမည်ကျော်စေတဲ့ဦးစီးဦးဆောင်နိုင်စွမ်းတွေလည်းရှိစေတယ်ဒီနံပါတ်ကလေးကနော်အတွေးခေါ်တွေတအားကောင်းတယ်ဒီနံပါတ်ကလေးကနော်အဓိကအပြောကြောင့်လက်ရှိစေတယ်ဆိုတဲ့နံပါတ်ကလေးပါနော်ကျမ်းမာရေးပါတာကြီးလည်းကောင်းစေတယ်နော်ဒီနံပါတ်လေးကအမြဲတမ်းသုံးလို့ရတဲ့နံပါတ်ကလေးပါနော်ကျွန်တော်စီမှာဖုန်းနံပါတ်လေးစစ်ချင်လို့ရှိရင်အခုလိုမြန်မာလိုကဏ္ဍလေးနဲ့ရေးပြီးတော့လည်းကျွန်တော်ကိုမေးမြန်းနိုင်တယ်နော်ကဲစိတ်ချလက်ချကိုင်လို့ရပါတယ်နော်ကိုယ့်ရဲ့အိမ်သားဖုန်းနံပါတ်တွေစစ်ချင်တယ်ကိုမိသားစုနံပါတ်တွေစစ်ချင်တယ်ဆိုလည်းစစ်ပြီးပါတယ်နော်ကဲအဲ့ဒါဆိုရင်အခုဒီနံပါတ်တွေမှာလည်းနော်စိတ်ချလက်ချကိုင်ပါနော်